ပန်တစ်တော့ကောင်းဖွင့်ပြီးတော့ရင်ပတ်စံစားရပြီလားဘာဆက်လုပ်ရမလဲဒီမေကွန်းတွေကကျွန်တော်ရဲ့တစ်တော့ချက်ပေါက်မှာရောဘိုင်ဘာမှာရောအများများဆုံးမေကွန်းဖြစ်ပါတယ်ဂျပန်ကောင်းဖွင့်ပြီးတော့ရင်ကိုယ့်ရဲ့တစ်တော့ကောင်းကိုဝင်ငွေရတဲ့အထိဘာတွေဆက်လုပ်ရမလဲဆိုတာကိုအသေးစိတ်ဒီဗီဒီယိုမှာပြပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ TikTok account information တွေကိုပြင်ရပါမယ် user name ထည့်မယ်နာမည်ထည့်မယ် bio မှာစာထည့်မယ်ပြီးတော့ profile ပုံတွေတင်ရပါမယ် account profile page က edit ကိုနှိပ်လိုက်ပါ user name မှာကိုယ့်နာမည်ကိုမှန်မှန်ကန်ကန်ထည့်ထားမယ်ဆိုရင်တခြားလူတွေအလွယ်တကူရှာလို့ရအောင်ရိုးရိုးလေးပဲပေးထားတင်ပါတယ်ဥပမာမောင်မောင်လို့ရိုက်လိုက်လို့သူများပေးထားတာရှိနေတယ်စာအနီနဲ့ပြနေတယ်ဆိုရင်အနောက်ကကဏ္ဍနှလုံးသုံးလုံးလောက်ထည့်ပေးလိုက်ပါဒါမှကိုယ့်အကောင့်ကိုနောက်လူကဒီတိုင်းရိုက်ချလိုက်ရင်အလွယ်တကူရှာတွေ့မှာပဲဖြစ်ပါတယ် bio မှာတော့ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာဒါမှမဟုတ်ကိုယ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုခြာရေးပြီး save ကိုနှိပ်ထားလိုက်ပါပြီးရင်ကိုယ့်ရဲ့ profile တင်ဖို့အတွက် chain photo ကိုနှိပ်ပြီး gallery တွေကပုံတွေတင်လို့ရပါတယ်ဒါတွေပြီးသွားရင်တော့မြင်းသုံးချောင်းလေးကိုနှိပ် setting တွေကအကောင့်ကိုဝင် account information ကိုနှိပ်ပြီးတော့ဖုန်းနံပါတ်နဲ့ email ကိုအပြည့်စုံထည့်ထားရပါမယ်ဖုန်းနံပါတ်မှာမြန်မာစင်ကလည်းထည့်ထားလို့ရပါတယ် TikTok ကောင့်ဖွင့်ပြီးသားဖုန်းနံပါတ်နဲ့ email တွေဆိုရင်တော့ထည့်လို့မရပါဘူးအတစ်ရှာပြီးတော့ထည့်ရပါမယ်ဟုတ်ပြီဒါတွေပြီးတော့ပြီဆိုရင်ဂျပန် TikTok ကောင့်ကနေပတ်စံဘယ်လိုရတာလဲဆိုတာကိုအသေးစိတ်ပြပြပေးတော့မှာပဲဖြစ်ပါတယ်အရှိကကျွန်တော်ပြောတဲ့အချက်တွေလည်းအားလုံးလုပ်ပြီးတော့ပြီဗီဒီယိုတွေတင်ပတ်စံစရပြီလားဆိုတော့လုံးဝမရသေးပါဘူး TikTok ကနေပတ်စံဘယ်လိုရလာလဲဆိုတော့ကိုမပြောပြသေးခင်မှာ TikTok ကနေပတ်စံပေးတဲ့ program တွေကိုကျွန်တော်တို့တူလေ့လာကြည့်အောင် Okay ကျွန်တော်တို့ TikTok ရဲ့မြင်းသုံးချောင်းလေးကိုနှိပ်လိုက်မယ် TikTok Studio တွေကိုဝင်လိုက်မယ်Add က monetization ဆိုတာကိုနှိပ်လိုက်မယ် view all ဆိုတာလေးကိုထပ်နှိပ်လိုက်မယ်ဒီ box ထဲမှာရှိတဲ့ဟာတွေအကုန်လုံးက TikTok ကနေပတ်စံပေးတဲ့ program တွေပဲဖြစ်ပါတယ်ဒါတွေတစ်ခုချင်းစီကိုရှင်းပြပေးမယ် video gig ကကိုယ့်ရဲ့ viewer တွေကကိုယ့်ကိုလိုက်လွှင့်တဲ့အချိန်မှာလက်ဆောင်ပေးတာပါ creator reward program ကအခုပြောနေတဲ့ video တွေတင်ရင်ပတ်စံရတဲ့ program ပါ subscription ကကိုယ့်ကို subscribe လုပ်တဲ့လူတွေအတွက်တီးတန့် video တွေလုပ်ပေးပြီးအဲ့ဒီကနေဝင်ငွေရတာပါCreator Marketplace ကကို့မှာ follower တွေများတဲ့အခါကိုကိုတခြား brand တွေက collaborate လာလို့ရင်ကြော်ညာ video တွေဖန်တီးပေးပြီးတော့ပတ်စံရတာပါဒါကတော့ live လွှင့်ပြီး live ပေါ်က video တွေကိုကိုယ့်ရဲ့ TikTok account မှာပြန်တင်ပြီးတော့ပတ်စံရတာပါအောက်က service ကတော့မြန်မာနိုင်ငံမှာမသုံးကြသေးပါဘူးဒါတွေကအခုလက်ရှိ TikTok ကနေ creator တွေကိုချပေးထားတဲ့ပတ်စံရတဲ့ program တွေပဲဖြစ်ပါတယ်တခြား game inset တဲ့ program တွေဝင်ငွေရတဲ့ program တွေလည်းရှိပါသေးတယ်ဒါကတော့ TikTok တင်မဲ့ကနေချပေးတဲ့လူတွေပဲရတာပါOkay ကျွန်တော်တို့က video တွေတင်ပြီးပတ်စံရှာချင်တာဖြစ်တဲ့အတွက် TikTok ရဲ့ creator reward program ကို join ဖို့လိုအပ်ပါတယ်တူတွဲကိုဝင်ကြည့်လိုက်ရင်ဒီ program ထဲမှာလိုအပ်ချက်တွေကအသက် session နဲ့ပြည့်ရမယ် follower တန်းကြီးပြည့်ရမယ် view တသိန်းကိုရက်30တင်ပြည့်ရပါမယ်ဒါဆိုရင်အောက်ကအနီရောင်စာတန်းက join ဆိုပြီးတော့ပေါ်လာပါလိမ့်မယ် follower တန်းကြီးကိုတော့ဒီနေရာမှာကြည့်ရပါမယ် view တသိန်းကိုတော့ TikTok Studio တွေက analyze ကိုနှိပ်ပြီးအပေါ်က28 day ကိုနှိပ်ပြီးတော့ view ပြေးမပြေးကြည့်လို့ရပါတယ် join ပေးရင်ပတ်စံရပြီလားဆိုတော့မရသေးပါဘူး ID တင်ပေးရပါမယ် ID မတင်ထားရင်တော့ကိုယ့်ရဲ့ပတ်စံတွေက balance တွေကိုမရောက်ပါဘူးဂျပန်ကောင့်ဖွင့်တာနဲ့ monetization ရှောက် ID တင်တာတွေအတွက်အခက်အခဲရှိတယ်ဆိုရင်ကျွန်တော်ရှိမှလည်း service လာအဲ့လိုရပါတယ် monetization လည်းအောင်သွားပြီ ID လည်းတင်ပြီးသွားပြီဆိုရင် video တွေစတင်လို့ရပါပြီဘယ်လို video တွေကပတ်စံစားရမှာလဲဆိုတော့10မိနစ်အထက် video တွေကပဲပတ်စံစားရပါတယ်10မိနစ်အောက် video တွေတင်လို့မရဘူးလားဆိုတော့တင်လို့ရပါတယ်ဒါပေမဲ့ပတ်စံတော့မရပါဘူး10မိနစ်ထက် video တွေများများဖန်တီးလေပတ်စံများများရလေပါပဲဟုတ်ပြီဒါဆိုရင် TikTok ကပတ်စံတွေလည်းရလာပြီပတ်စံတွေကိုဘယ်ချိန်မှစားထုတ်ရမှာလဲဆိုတော့ TikTok ကဒီလ1ရက်နေ့ကနေရက်30ထိကိုတစ်လသတ်မှတ်ပါတယ်ဒီလရခဲ့တဲ့ဝင်ငွေကိုနောက်လ15ရက်နေ့မှာကိုယ့်ရဲ့ TikTok ကောင့်ထဲမှာချိန်ထားတဲ့ band တွေစီကိုလွှဲပေးတာပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ TikTok ကနေပတ်စံဘယ်လိုရလဲဆိုတာကိုအသေးစိတ်နားလည်လောက်ပြီလို့ထင်ပါတယ်နောက်ထပ်သိချင်တာရှိရင်လည်း comment box ထဲမှာမေးကြလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကို TikTok ကကြည့်နေတယ်ဆိုရင်တော့ follow လေးလုပ်ခဲ့ပေးပါ YouTube ကကြည့်နေတယ်ဆိုရင်တော့ subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ကျွန်တော်အောင်ရဲနောက်မှာနောက်ဗီဒီယိုမှာပြန်နေကြမယ်